ခုအကြောင်းအရာကတော့ကဘာကြီးရဲ့စာမျက်နှာကိုပြောင်းလဲပေးခဲ့သူလို့ပြောလို့ရတဲ့လူတစ်ယောက်အကြောင်းပါဟုတ်ပါတယ်သူကတော့နီကိုလာတက်စလာပါတင်မီကလုတ်တစ်ခုဖွင့်တဲ့အချိန်ဖုန်းအားကိုချက်လုပ်တဲ့အချိန်ဒါမှမဟုတ်ရေတင်ဖို့လျှက်စစ်မော်တာတစ်ခုကိုအသုံးပြုတဲ့အချိန်တိုင်းကျွန်တော်တို့မသိခဲ့ပဲနေတော့တက်စလာကဟိုးရာစုနှစ်တစ်ခုကျော်အရင်အချိန်တုန်းကစိတ်ကူးကိုမြူးခဲ့တဲ့ကဘာကြီးတဲ့ကိုဝင်နေကြတာပါတက်စလာဟာ inventor စွန့်ဦးတီထွင်သူတယောက်တင်လားဆိုရင်မဟုတ်ပါဘူးသူဟာလူသားတွေလျှက်စစ်ကိုဘလို့ထုတ်လို့ရမလဲဘလို့ပို့ဆောင်ရမလဲဘလို့အသုံးပြုရမလဲဆိုတာကိုပြောင်းလဲပြစ်တဲ့ visionary thinker တယောက်လို့ဆိုရမှာပါ Tesla ရဲ့အကြီးမားဆုံးအောင်မြင်မှုတစ်ခုကတော့ alternating current AC လျှက်စစ်စနစ်ဖြစ်ပါတယ်ဟိုးအရင်ခေတ်တွေမှာ DC လို့ခေါ်တဲ့ direct current စနစ်ကိုအသုံးပြုခဲ့ကြပြီးမြင့်နေရာဒေသအကွာအဝေးကိုလျှက်စစ်ပို့ဖို့အဆင်မပြေခဲ့ပါဘူးဒါကြောင့် Tesla က AC system ကိုတီထွင်ပြီးလျှက်စစ်ဆိုတာကိုလိုအပ်တဲ့အကွာအဝေးထိအင်မတန်နည်းတဲ့စွမ်းအင်ဆုံးရှုံးမှု energy loss နဲ့ပို့နိုင်အောင်ပြုလုပ်တီထွင်နိုင်ခဲ့ပါလေဒီမဟာအောင်မြင်မှုကြောင့်ပဲဒီကနေ့ခေတ်မှာမြို့တစ်မြို့လုံးကိုလျှက်စစ်ဖြန့်ဝေနိုင်တဲ့ power grid စနစ်တွေဖြစ်ပေါ်လာခဲ့တာပါဒီနေ့မှာလဲတကမ္ဘာလုံး AC စနစ်ကိုပဲကျွန်တော်တို့သုံးနေကြပါပြီ rotating magnetic field Tesla ကထပ်ပြီးတင်ပြခဲ့တဲ့အရေးကြီးတဲ့နောက်ထပ် concept တစ်ခုကတော့ rotating magnetic field ဖြစ်ပါလေဒီ rotating magnetic field ကြောင့် AC မော်တာတွေဟာပိုထိရောက်ပြီးပိုတည်ငြိမ်လာပါလေခုခေတ်မှာသုံးနေကြတဲ့တစ်လက်တကမ်းမှာ washing machine, air conditioner, elevator, electric car တွေရဲ့နေရာတိုင်းမှာဒီနည်းပညာကိုတွေ့နိုင်ပါတယ်ကျွန်တော်တို့ကမမြင်ရပါမယ်ဒီစနစ်က Tesla စိတ်ကူးထားသလိုတိတ်တိတ်လေးအလုပ်လုပ်နေသေးပါပဲ Tesla coin Tesla ရဲ့နာမည်နဲ့ပဲခေါ်ကြတဲ့ Tesla coin ဆိုတာကမြင့်များတဲ့ high voltage နဲ့ frequency တွေထုတ်ပေးနိုင်တဲ့ transformer circuit တစ်ခုပါအဲ့ဒီ coin ကနေထွက်လာတဲ့လျှက်စစ်မီးကွင်းတွေကလျှက်စစ်လှိုင်းမိုးချိုးသွားလိုပုံစံတွေထက်လာကြပြီးလက်ပြစမ်းသပ်ပွဲတွေမှာဆိုအယမ်းလှပလွန်းပါတယ်ဒါပေမဲ့ Tesla coin ဟာအလှပြ show တစ်ခုတင်မဟုတ်ပါဘူး wireless energy radio wave တွေကိုလေ့လာဖို့အတွက်အလိုအပ်ဆုံးအခြေခံအုတ်မြစ်ကြီးတစ်ခုဖြစ်ပါတယ် wireless power ကျိုးမလို့တဲ့လျှက်စစ် Tesla ဟာကျိုးမလို့ပဲလျှက်စစ်ပို့နိုင်မယ်ဆိုတဲ့အတွေးကိုခုတစ်လက်ထဲမှာ smartphone မရှိသေးခင်ကတည်းကသူစဉ်းစားထားပြီးသားပါဒီအတွက်သူက Wardenclyffe Tower မျှော်စင်ကြီးတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်အကြောင်းကြောင့်လားအဲ့ဒီ project မအောင်မြင်မပြီးမြောက်ခဲ့ပြီးမဲ့သူ့အသွေး thinking ကဒီကနေ့ wireless charging EV charging system တွေအထိခရီးရောက်လာခဲ့ပါတယ် resonance နောက်တစ်ခုက Tesla ဟာ resonance ဆိုတဲ့ concept ကိုအရင်စိတ်ဝင်စားခဲ့ပါတယ်တခုခုကိုတင်းတော်တဲ့ frequency နဲ့ tune လုပ်လိုက်ရင် energy ကိုအမြင့်ဆုံးထိရောက်မှုနဲ့လက်ခံနိုင်နေဆိုတာပါဒီစမ်းသပ်မှုတွေကြောင့်ပဲခဏမှာ radio wireless communication နည်းပညာတွေအထိကိုဖွံ့ဖြိုးလာခဲ့တာပါ Tesla ဟာစက်တွေကိုတီးမထိုင်ရင်သူ့စိတ်ထဲမှာပဲအရင်ဆုံးအပြည့်အစုံဒီဇိုင်းလုပ်ထားနိုင်သူပါဒါပေမဲ့သူ့အသွေးလေးကအချင်းထက်ကျော်လွန်တဲ့အတွက်တချို့ project တွေမှာလားထောက်ပံ့ငွေကြေးမရခဲ့ပါဘူး Tesla ရဲ့အမွေနေ့နီးကုန်းအနေနဲ့ဒီနေ့ကျွန်တော်တို့အသုံးပြုနေကြတဲ့လျှက်စစ်မျက်စိမော်တာ wireless နည်းပညာတွေအားလုံးမှာ Tesla ရဲ့အတွေ့အကြုံပါဝင်နေပါတယ်သူမကီးမြောက်နိုင်ခဲ့တဲ့ emit တွေတောင်ဒီကနေ့နည်းပညာတွေကိုဆက်လက်ထောက်ပံ့ပေးနေသေးပါပဲ Tesla တခါပြောခဲ့ဖူးတာက The present is theirs the future is mine ကဆိုတော့အဲ့ဒီအနာဂတ်အများစုဟာနီကိုလာ Tesla ရဲ့စိတ်ကူးတွေကိုအခြေခံထားတာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာညချမ်းပါမတ်လ22ရက်2026ခုနှစ်